ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ကိုဖြိုး YouTube channel ကနေပြီးတော့ကျွန်တော်ကိုမတူတယောက်ချင်းဒီတိုင်းကိုနေထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ။ကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။နေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိသောနေ့ရက်လေးတွေထာဝရပိုင်ဆိုင်နိုင်ကြပါစေ။လက်ရှိတိုင်းမှာလည်းငွေတွေဝင်ကြပါစေ။စိတ်သွားတိုင်းကိုပါလို့လူအင်ဆန္ဒတစ်လုံးတစ်ဝလေးတွေပြေဝကြပါစေလို့ကျွန်တော်ကိုဖြိုးကနေပြီးတော့ဥစွာပထမစွန့်မွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာเนาะကိုမကြီးအားလုံးပဲကဲဟုတ်ပြီကျွန်တော်ရဲ့ကိုရီမကြီးမိသားစုဝင်လေးတွေအားလုံးပဲဗျာเนาะကျွန်တော်တို့မနက်ဖြန်3ရက်4လ2026တောက်ကြနေ့မနက်7:00နာရီ10မိနစ်အတွက်ဒူးရီနဲ့ပတ်သက်ပြီးဘာလို့ထိုးရမှမသိဖြစ်နေတဲ့ကိုရီမကြီးအားလုံးပဲကျွန်တော်ကိုဖြိုးရဲ့ဒီဗီဒီယိုဖိုင်လေးကိုမြင်လို့တွေးလို့ကြည့်ပြီးဆိုတာနဲ့မရစ်မကြော်ပဲနဲ့အချိန်လေး9မိနစ်6မိနစ်လောက်ပေးပြီးတော့တေးသေးချာချာလေးနားလေသဘောပေါက်အောင်ကြည့်ပါကျွန်တော်ကိုမကြီးအားလုံးပဲဗျာနော်ပြီးမြင်လို့တွေးလို့ကြည့်လို့အားပေးမယ်ဆိုရင်လည်းလမ်းမလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပါနော်လမ်းမလေးတွေတယောက်တစ်ချက်နဲ့နှိပ်ခဲ့ပြီးတော့အားပေးပါနော်ကျွန်တော်ကိုမကြီးအားလုံးပဲchannel လေးကိုလည်း subscribe မနှိပ်ရသေးတဲ့ကိုမတွေရှိတယ်ဆိုရင် channel လေးကိုလည်း subscribe လေးနှိပ်ပြီးတော့အားပေးပါကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲဗျာနော်ကြည့်ဟုတ်ပြီကျွန်တော်ကိုမကြီးအားလုံးပဲကျွန်တော်တို့ဒါမနက်ဖြန်3ရက်4လ2026တောက်ကြနေ့မနက်7:00နာရီ10မိနစ်စီမှာဒါကျွန်တော်ကိုမကြီးအားလုံးပဲကျွန်တော်တို့ညနေကထွက်ရှိသွားတဲ့နှစ်ရှစ်ဆိုတဲ့เนาะပြန်ကြကဏ္ဍထွက်ရှိသွားတဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်ကိုမကြီးအားလုံးပဲမနက်ဖြန်မှာအကွက်တွေအများကြီးမထိုးနဲ့အများကြီးလိုက်ပြီးမကစားနဲ့เนาะအရင်လေးနည်းနည်းလေးနဲ့အမြတ်များများကြံတဲ့အလုပ်ကလေးကိုကျွန်တော်ကဖိုးနဲ့အတူတူလက်တွဲပြီးတော့လုပ်မယ်ကျွန်တော်ကိုမကြီးအားလုံးပဲเนาะဒီကျွန်တော်ဒီညနေမှာထွက်ရှိသွားတဲ့နှစ်ရှစ်ဆိုတဲ့ပြန်ကဏ္ဍเนาะဒါပြန်ကဏ္ဍထွက်သွားတဲ့အတွက်ကြောင့်ဒါကျွန်တော်ကိုမကြီးအားလုံးပဲကျွန်တော်မနေ့ဖြန်မှာမဖြစ်မနေစော့ကိုစော့တင်တဲ့เนาะတောက်ကြနေမနေ့7:00နာရီ10မိနစ်မှာအားအကောင်းဆုံးနဲ့မဖြစ်မနေစော့ကိုစော့တင်တဲ့လုံးမိုင်1ချင်းရဲ့လေးလုံးအပီးခွေရဒါလေးပဲစော့မယ်ကျွန်တော်ကိုမကြီးအားလုံးပဲเนาะလုံးမိုင်1ချင်းရဲ့မဖြစ်မနေစော့ကိုစော့တင်တဲ့လုံးမိုင်ပတ်တီ1ချင်းရဲ့လေးလုံးအပီးခွေရဒါလေးရပဲစော့မယ်เนาะကျွန်တော်ကိုမကြီးအားလုံးပဲเนาะကျွန်တော်ပြောပြီးပြီကျွန်တော်ကိုမကြီးအားလုံးပဲပြန်ကဏ္ဍကြပြီးတိုင်းเนาะလုံးဝကိုအားကောင်းဆုံးเนาะပြန်ကဏ္ဍကြပြီးတိုင်းလာနိုင်ကြီးအားကောင်းဆုံးကဏ္ဍလေးเนาะကိုမကြီးအားလုံးပဲလုံးမိုင်ပတ်တီလေးကျွန်တော်ပြောပေးမယ်ပြီးလို့ရှိရင်လေးလုံးအပီးပေါက်ပြောပေးမယ်ကျွန်တော်ကိုမကြီးအားလုံးပဲเนาะဒါအကြိုက်တူတဲ့ကိုရီမတွေဆိုရင် like ဆော့ပါเนาะမိသားစုဝင်ကိုရီမတွေအားလုံးပဲကဲဟုတ်ပြီကျွန်တော်ကိုရီမတွေအားလုံးပဲဗျာเนาะကျွန်တော်တို့ဒါမနေ့ဖြန်အတွက်လေးလုံးအခွေရလုံးမိုင်1ကြီးရပဲဆော့ပါเนาะလေးလုံးအခွေရလုံးမိုင်1ကြီးရပဲကျွန်တော်ကိုပြပြပေးသွားမယ်เนาะပြီးတော့ဒါလေးတွေမပြောခင်မှာကျွန်တော်ကိုမကြီးအားလုံးပဲเนาะဒီလုံးမိုင်1ကြီးလေးနဲ့လေးလုံးအခွေလေးမပြောခင်မှာကျွန်တော်ကိုမကြီးအားလုံးပဲကျွန်တော်တို့ရှေ့လာမယ့်အပတ်အတွက်ကျွန်တော်တို့ရှေ့လာမယ့်အပတ်အတွက်เนาะဗိုလ်တခုမကျော်ဇာတို့ပတ်တီတစ်လုံးနဲ့ဘူးမကျော်မွေးနှက်ကွက်နဲ့လိုချင်တဲ့ကိုရီမတွေရှိတယ်ဆိုရင်ကျွန်တော်ကိုပြောရှိမှလာပြီးတော့ကန်ဆက်လို့ရပါပြီเนาะကျွန်တော်ကိုမကြီးအားလုံးပဲเนาะကန်ဆက်ရှင်တဲ့ကိုရီမတွေဆိုလို့ရှိရင်ကန်ဆက်လို့ရပါပြီဗျာเนาะကျွန်တော်ကိုမကြီးအားလုံးပဲကန်ဆက်ကြီးเนาะကန်ဆက်ကြီးအဖွဲ့ဝင်ကြီးကတော့ကျွန်တော်ဒါအများတက်နိုင်တဲ့ကြီးလေးပဲသတ်မှတ်ပေးထားတယ်အဖွဲ့ဝင်ကြီးလေးကန်ဆက်ကြီးလေးက1000ကျပ်ပဲသတ်မှတ်ပေးထားတယ်ကျွန်တော်ကိုမကြီးအားလုံးပဲဒါကျွန်တော်တို့ရှေ့လာမယ့်အပတ်အတွက်တနင်္လာနေ့ကဖောင်းတဲ့အတွက်ကြောင့်မို့လို့အင်္ဂါဗုဒ္ဓဖူးကြာတာပတိ3ရက်တော့မွေးပြီးတော့ဆော့ရမယ်တရားရခိုင်တော့အာမခံစားတို့ပတ်တီတစ်လုံးရဲ့မွေးနှစ်ကွက်ရဲ့ကိုเนาะကျွန်တော်ကိုရှိမှလာပြီးတော့အဖွဲ့ဝင်ခြင်းတဲ့ကိုရီမတွေကန်ဆက်ကြည့်ကြပါလေဆိုတဲ့ကိုရီမတွေအားလုံးပဲဒါလူဟောင်းကိုရီမတွေဒါတော့ပြောသေးရမလို့เนาะလူဟောင်းကိုရီမတွေပြောတာမဟုတ်ပါဘူးဒါနောက်ထပ်ကျွန်တော်ကိုပြောနေလာပြီးတော့ကန်ဆက်ရှင်တဲ့ဆိုတဲ့เนาะအဖွဲ့ဝင်ခြင်းတဲ့ဆိုတဲ့ကိုရီမတွေလူသစ်ကိုရီမတွေကိုပြောတာပါကျွန်တော်ကိုမကြီးအားလုံးပဲเนาะလူဟောင်းကိုရီမတွေရတော့ကျွန်တော်နဲ့အပတ်တိုင်းမှာလက်တွဲပြီးတော့အမျက်ကြံပြီးငွေထုတ်ရတယ်ဆိုတော့ဒါပြောစရာမလိုဘူးเนาะလူသစ်ကိုရီမတွေကျွန်တော်ကိုဖြိုးနဲ့ကန်ဆက်ရှင်နဲ့ကျွန်တော်ကိုဖြိုးရှိမှလာပြီးတကယ်အဖွဲ့ဝင်ခြင်းပါတယ်ဆိုတဲ့ကိုရီမတွေအတွက်ကိုကျွန်တော်ပြပြပေးတာပါလူသစ်ကိုရီမတွေအတွက်ကိုเนาะကဲဟုတ်ပြီကျွန်တော်ကိုမကြီးအားလုံးပဲကျွန်တော်ကိုဖြိုးကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကျွန်တော်ပြပြပေးမယ်เนาะကဲဟုတ်ပြီတော့ကျွန်တော်ကိုဖြိုးကိုဆက်သွယ်ရမယ့်နံပါတ်လေးကျွန်တော်ခေါ်ပြပေးမယ်ကျွန်တော်ကိုဖြိုးကိုဆက်သွယ်ရမယ့်နံပါတ်ဒီဒါအဖွဲ့ဝင်ခြင်းတဲ့ကိုရီမတွေเนาะလူသစ်ကိုရီမတွေเนาะကျွန်တော်ကိုဖြိုးနဲ့လာပြီးကျွန်တော်ကိုဖြိုးရှိမှတကယ်အဖွဲ့ဝင်ခြင်းပါတယ်ကန်ဆက်ခြင်းပါတယ်ဆိုတဲ့လူသစ်ကိုရီမတွေအားလုံးပဲဆက်သွယ်ပေးပါကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်ဒီ39 95နဲ့359 3933ပါเนาะကျွန်တော်ကိုရီမကြီးအားလုံးပဲဒါကျွန်တော်ကိုဖြိုးတယောက်တည်းကိုင်းတဲ့ဖုန်းနံပါတ်ပါကျွန်တော်ကိုဖြိုးတယောက်တည်းသုံးတဲ့ဖုန်းနံပါတ်ပါဖုန်းတရက်ခေါ်ပြီးအဖွဲ့ဝင်နိုင်တယ်လို့เนาะဖုန်းခေါ်လို့အဆင်မပြေတဲ့ကိုရီမကြီးလည်းပိုက်ပါနေလာပြီးတော့အဖွဲ့ဝင်လို့ရပါတယ်เนาะကျွန်တော်ရှေ့လာမယ့်ဘက်အတွက်အဖွဲ့ချုပ်ဝင်တဲ့ကိုရီမတွေက1000နဲ့တန်အောင်ဗာလေးတွေရသွားမလဲဆိုရင်ကျွန်တော်တို့ဒါမနက်ဖြန်တောက်ကြနေကုန်းစာအတွက်ကိုလက်ဆောင်ပတ်တီတစ်လုံးနဲ့လက်ဆောင်เนาะဒါလက်ဆောင်ပတ်တီတစ်လုံးနဲ့เนาะကနန်းလေးရှယ်မိန်နှစ်ကွက်နဲ့ရသွားမယ်ကျွန်တော်ကိုမကြီးအားလုံးပဲเนาะဒီလက်ဆောင်ပတ်တီနဲ့မိန်နှစ်ကွက်ကလည်းဒါကျွန်တော်အပတ်တိုင်းမှာထုတ်ပေးနေကြဒါဖွဲ့ဝင်သမားတွေเนาะထုတ်ပေးနေကြပါထွက်နေကြเนาะကြနေကြတိုင်းပဲเนาะဒါတောက်ကြနေတိုင်းမှာထွက်နေကြခဏန်းလေးတွေဖြစ်ပါတယ်ကျွန်တော်ကိုမကြီးအားလုံးပဲเนาะဒါရှေ့လာမယ့်ပတ်အတွက်ကိုလည်းအဖွဲ့ချိုးဝင်ပြီးသားလည်းဖြစ်မယ်ကျွန်တော်တို့ဒီကြံရက်တောက်ကြနေကုန်းစာအတွက်ကိုလည်း
လက်ဆောင်ပတ်တီးတစ်လုံးနဲ့နော်ရှယ်မိန်2ကွက်နဲ့ကိုလည်းရသွားမယ်ကျွန်တော်ကိုမကြီးအားလုံးပဲနော်ဒါအဖွဲ့ဝင်ကျင်တဲ့ဆိုတဲ့ကိုဒီမကြီးအတွက်ကိုကျွန်တော်ပြပြပေးတာပါเนาะကျွန်တော်ကိုပြောတဲ့တကယ်အဖွဲ့ဝင်ကျင်တဲ့တကယ်ကန်ဆက်ရှင်တဲ့ဆိုမှကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်ပေးပါเนาะကျွန်တော်ပြောတဲ့ဖုန်းနံပါတ်ကျွန်တော်ခေါ်ပြီးတဲ့ဖုန်းနံပါတ်ကိုကျွန်တော်ဒီဗီဒီယိုထဲမှာမရှင်းလိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်ကိုဖြိုးဆိုတဲ့ကောက်ထဲကိုဝင်လိုက်ပြီးရင် post ဆိုတဲ့နေရာလေးမှာသွားကြည့်လိုက်ပါကျွန်တော်အဲ့မှာလည်းတင်ပေးထားတယ်เนาะ post ဆိုတဲ့နေရာမှာလည်းကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်လေးတင်ပေးထားပါတယ်เนาะကျွန်တော်ကိုမကြီးအားလုံးပဲကဲဟုတ်ပြီကျွန်တော်ကိုမကြီးအားလုံးပဲကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်လေးနောက်ထပ်တစ်ခေါက်ခေါ်ပြပေးမယ်เนาะကျွန်တော်ကိုဖြိုးနဲ့ရှေ့လာမယ့်ဘက်အတွက်တကယ်ကန်ဆက်ရှင်တဲ့ဆိုတဲ့ကိုဒီမကြီးအားလုံးပဲเนาะကျွန်တော်ကိုဖြိုးကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်ဒီ399359နဲ့3593933ပါเนาะကျွန်တော်ကိုမိုင်အားလုံးပဲ iPhone မှာ Viber လည်းသုံးပါတယ် Viber မှာကျွန်တော်ပုံတင်ထားပါတယ်เนาะကျွန်တော်ကိုမိုင်အားလုံးပဲကဲဟုတ်ပြီကျွန်တော်ကိုမိုင်အားလုံးပဲဒါအဖွဲ့ဝင်တွေနဲ့ကိုဒီမိုင်တို့ကိုတော့ပြောပြီးသွားပြီဆိုတော့ဒါကျွန်တော်တို့မနက်ဖြန်3ရက်4လ2026တောက်ကြနေ့မနက်ဈေး12နာရီ10မိနစ်ဈေးအတွက်ကိုကျွန်တော်ကိုဖြိုးလေးလုံးအခွေလေးခေါ်ပေးမယ်ပြီးရင်လုံးပိုင်ပတ်တီးလေးခေါ်ပေးမယ်ကျွန်တော်ကိုမိုင်အားလုံးပဲเนาะ3ရက်4လ2026တောက်ကြနေ့မနက်12နာရီ10မိနစ်အတွက်ကျွန်တော်ကိုဖြိုးရရှိလာတဲ့လေးလုံးအခွေသည်4935ပါเนาะကျွန်တော်ကိုမိုင်အားလုံးပဲ4935ပါเนาะကျွန်တော်ကိုမိုင်အားလုံးပဲ4935ဒီအခွေပါလုံးမိုင်1ချိန်ဒီ49 1ချိန်ပါကျွန်တော်ကိုမိုင်အားလုံးပဲเนาะ49 1ချိန်ပါလုံးမိုင်1ချိန်ကပတ်တီးဆော့မယ်ဆိုရင်4ပတ်တီး6ပတ်တီးပါကျွန်တော်ကိုမိုင်အားလုံးပဲဗျာเนาะကဲဟုတ်ပြီကျွန်တော်ကိုမိုင်အားလုံးပဲဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အစားကနေအဆုံးမရင်မကြော်ပဲနဲ့တေချာနားလေသဘောပေါက်အောင်ကြည့်ပါအကြိုက်တူတဲ့ကိုဒီမားတွေဆိုရင်လမ်းမလေးတွေတယောက်ရှက်နှိပ်ပေးသွားပါကျွန်တော်ကိုမိုင်အားလုံးပဲเนาะ share တဲ့ကိုဒီမားတွေရှိတဲ့ဆိုရင်လည်းတယောက်ရှက်နဲ့ဝိုင်းဝန်းပြီးတော့ share ပေးပါ channel လေးကိုလည်း subscribe မနှိပ်ရသေးရင် channel လေးကို subscribe လေးနှိပ်ပြီးတော့အားပေးပါကျွန်တော်ကိုမိုင်အားလုံးပဲဗျာเนาะကဲဟုတ်ပြီကျွန်တော်ကိုမိုင်အားလုံးပဲကျွန်တော်ကဏ္ဍလေးတွေလည်းခေါ်ပြပြီးပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲရှင်းထားမယ်ဗျာเนาะကိုမိုင်အားလုံးပဲကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်တို့မနက်ပြန်12နာရီ10မိနစ်เนาะတောက်ကြနေမနက်စီ12နာရီ10မိနစ်မှာလည်းကျွန်တော်ကိုဖြိုးနဲ့ကန်ဆက်ပြီးတော့ပေါ်တီးပေါက်ကွက်ကလေးတွေရကြပါစေမိကြပါစေလို့ကျွန်တော်ကိုဖြိုးကစုမုံကောင်းလေးတောင်းပေးနေကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲရှင်းထားလိုက်ပါလိမ့်ဗျာเนาะကိုမိုင်အားလုံးပဲကဲအားလုံးပဲ good luck ပါကိုဒီမကြီးအားလုံးပဲဗျာเนาะ